မိတ်ကလာပါကျမတို့ဆိုရင်တော့ဒီမှာတော့ဒီ Sakura High School ကဒီမှာပေါ့နော် April အစ်စ်ထွက်ထားရဲ့အဲ့ April အစ်စ်မှာဘာပါမလဲဆိုတော့လိုက်ကြည့်ပေးကြမယ်ဒီဆုံးတော့ close တဲ့ဝင်လိုက်ပြီပေါ့နော်အင်ကြီးမှာလည်းအစ်စ်တွေပါလို့စပင်းမှာလည်းအစ်စ်တွေပါပါတယ်ဒါကတော့အင်ကြီးလေးပဲပြောထားအစ်စ်ပြောင်းထားတယ်ကျမလေးအင်ကြီးနှစ်မျိုးထားမတော့ဒီတစ်မျိုးပါတယ်ပြီးဒီတစ်မျိုးလည်းပါသေးတယ်ဒီတစ်မျိုးလေးပါသေးတယ်ပေါ့နော်ကျမကတော့ရေစောဘာလေးကြိုက်နေဆိုဒါလေးကြိုက်လို့ဒါလေးထားလိုက်ပါတယ်ပြီးတော့စပင်းမှာကျတော့နှစ်မျိုးပါတယ်ဒါလေးတစ်မျိုးပါသေးတယ်ပေါ့နော်ဒါကဟိုတစ်ခေါက်က upgrade အစ်စ်မှာထွက်ထားတဲ့စပင်းတွေပေါ့နော်ဒီတစ်ခါ upgrade အစ်စ်မှာနှစ်မျိုးထွက်ပါတယ်ဒါလေးလည်းပါတယ်ဒါလေးလည်းပါတယ်ပေါ့နော်ကျမတို့ဒါလေးကြိုက်လို့ဒါလေးပဲထားလိုက်ပါတယ်ကျန်တဲ့နေရာမှာတော့တိတ်ပြီးမပေါဒါဟိုတစ်ခါ upgrade မပါလိုက်ဟာပေါ့နော်ဒီမှာလည်းဘာမှတိတ်မပါပါဘူးကဲဘွိုင်းကိုကြည့်ကြအောင်ဘွိုင်းမှာဒါဒီမှာအင်ကြီးတွေပြောင်းထားတယ်မဟုတ်နော်ဒီမှာလည်းအပယ်လေးပါတယ်ဒါလေးလည်းပါတယ်ပေါ့နော်ဒါရဟိုတစ်ခါ upgrade မှာထွက်ထားဒါပါတယ်ကျမဒါလေးကြိုက်လို့ဒါလေးထားပါမယ်စပင်းကီမှာ၃မျိုးထားပါတယ်ဒါပါကင်းမလားမသိအဲ့ကီပါလာဟဲ့ပြီးတော့ဒီဟာကဟုတ်တယ်ဒီဟာဟိုတစ်ခါ upgrade မှာပါလာလားမသိဒီဟာပါတယ်ပေါ့နော်ကျမအဲ့ဒါမကြိုက်ဘူးကျမဒါလေးပြထားလိုက်တော့မယ်ပေါ့နော်ကျွန်တော်2ဘာမှသိမပါပါဘူးအဲ့တော့ object ထဲမှာဘာတွေထပ်ပါမလဲဆိုတော့ကြည့်ကြမယ်နော်ကဲဘာပါမလဲဆိုတော့ပြပြပါမယ်ဘာပါလဲဆိုတော့ဒီမှာပေါ့နော်ဝင်လိုက်ပါမယ်မဲဝင်လိုက်ပြီးလို့ရှိရင်ဒီအောက်မှာပေါ့နော်ဒီမှာပေါ့နော်ဒီထဲအော်ထဲမှာနောက်ဆုံးဟာအော်ထဲကနောက်ဆုံးဟာထဲမှာပေါ့နော်ဒီမှာဒါပါပါတယ်ပြီးတော့ဒါဒီမှာပေါ့နော်ဒါတစ်ဒီမှာဒါလေးပါပါတယ်ပြီးတော့ဒီမှာရွှာတွေပါတွေကိုဒါနဲ့စောက်မယ်ဆိုစောက်လို့ကောင်းမယ်နဲ့တူတယ်နော်ဒါကတော့ဒီမှာပါရှောင်းဆောင်လက်ပတ်ဆိုခန္ဓာရရပါရင်စောက်ရင်ကောင်းမယ်ပေါ့နော်ပြီးတော့အဲ့ဒါရှောင်းဆောင်ပြီးခုနဒီမှာဒါလည်းပါတယ်ပေါ့နော်ဒီမှာပါကြည့်ထားကိုအရောင်လည်းပြောင်းလို့ရပါတယ်နော်ကဲဒါလေးလည်းပါလာတယ်ဒါလေးလည်းပါဒါလေးကဒီဟာပေါ့နော်ဒါပေမဲ့အရင်တော့ကျတော့မပါဘူးခုမှပါတာဒီမှာဒါလည်းပါပါတယ်ပြီးတော့ဒီမှာဆိုရင် map bill ဆိုတာပဲပြီးတော့ဒီမှာဒီပန်းလေးလည်းပါပါတယ်ပြီးတော့ cherry လည်းပါ cherry ပန်းအသေးလေးပေါ့နော်အဲ့ဒါလေးလည်းပါပါတယ် monster ထားနေ cherry ပန်းအသေးပါပြီးတော့ pot ဆိုတာကဘာလဲလို့ကျွန်မလည်းသိချင်မသိဘူးသူကဘာလုပ်ကမလဲတော့ဘာလုပ်တဲ့ဟာလည်းမသိဘူးသူဟာကြည့်ရတယ်ဒါမှ3နဲ့ဘာနဲ့3လေးပေါ့နော်ဒီမှာပါငါဆိုဒီမှာ rock ဆိုကြောက်တုံးလေးလည်းပါပါတယ်ပေါ့နော်အရင်တော့ဆိုရင်ကြောက်တုံးနေမပါဘူးပေါ့နော်အခုကြောက်တုံးလေးပါလာပါရဲ့ရှင်ဒီထဲမှာအသစ်ပါလာပစ္စည်းနဲ့နောက်နေ့ကျမဗီဒီယိုအသစ်တစ်ပုတ်ထည့်ရိုက်ပါအောင်မယ်နော်ဘာစလမ်းပဲဖြစ်ဘာပဲဖြစ်ပေါ့နော်အဲ့ဖြစ်ပါမယ်ဒါ raw 3ဒါ raw 4ပါဒီမှာ raw 4ပေါ့နော် raw 4အသေးလေး raw 4 raw 5 raw 6 ထိပဲရှိပါတယ်ဒါကတော့ပစ္စည်းအစ်စ်လေးပါအစ်စ်ပါလာတာလေးပေါ့နောက်ထပ်ဘာတွေကအစ်စ်ပါဒါဝတ်ရှော့စကြည့် tiny set my face ဒါရအစ်စ်တွေမှမဟုတ်တော့ထားနေရှိပြီဟုတ်ကဲ့လည်းတရုပ်မီးပုံနေလုံးနေတာโอเคနောက်ထပ်ဘာရဲ့အစ်စ်ပါမလဲဆိုကြည့်ပါမယ်အိုးအစ်စ်ပါလာတဲ့ဟာရတော်တော်မိုက်တယ်လို့ပြောလို့ရရဲ့ရှင်ဒီမှာချိုးမဲရဝမ်းတော့ဒါဒီမှာမဲရ2မဲရ3မကြည့်လာမလားဒီမဲရဝမ်းဆိုတော့လှရပါတော့ကဲဒီရမှာထားတစ်လေးပါပါတယ်စားကောင်းတော့ဖွယ်ထဲမှာဘာမှအစ်စ်မပါပါဘူးအဖက်ထဲမှာလည်းမပါပါဘူး object ထဲမှာကတော့အနည်းobject ထဲမှာလည်းမပါဘူးဒီထဲမှာလည်းပါဘူးဆိုတော့အတားထဲမှာလည်းဘာမှမပါဘူးနော်ကျန်တဲ့ဟာတော့ဘာမှသိမရှိပါဘူးတကယ်နဲ့ဘောနော်ဒီမှာအသက်ပါလာဆိုဒါတွေနဲ့ဒီအဝတ်စားတို့ဒီဘောနော်စပင်တို့ကတော့အသက်ပါလာပါရှင်ခေါင်းမဝတ်တပြီးပြမမျိုးခေါင်းမဝတ်တပြီးမပြ
ကဲအားလုံးပဲကအားလုံးပဲမင်္ဂလာပါအားလုံးပဲဘိုင်ဘိုင်နော်ဒီဗီဒီယိုလေးကဒီလောက်ပါပဲဒီမှာ Sakura High School မှာ upgrade အသစ်ပါလာပြောရပါမြို့ဘိုင်ဘိုင်လို့လို့မြင်ဒီဟာထဲမှာအသစ်ပါလာမသိဘာလို့အင်္ဂလိပ်စာပြောင်းလိုက်တာလဲ Okay ဒီဟာထဲမှာ campus site တို့ဘာလို့ဒီ menu တွေကဟို place ဒီမှာတော့အသစ်မပါပါအဲ့တော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲအသစ်ပါဟိုင်နဲ့နောက်နေ့ကျမှအသစ်ဗီဒီယိုတွေထည့်ရပါမယ်ဒီမှာအသစ်ပစ္စည်းထပ်မှာ mushroom မရှာတွေပဲကြံခဲ့ပစ္စည်းလေးတွေရှိလို့ရှိရင်တော့ sorry ပါရှင်းနောက်နေ့ကျထပ်ရှာပြီးထပ်ပြပါမယ် bye bye